မုတ်ဟင်းကားဆိုတာအစားအစာတစ်မျိုးထပ်ပူပါတယ်တခါတလေမှာတော့အမတ်တရတစ်ခုပါပဲတခါတလေမှာတော့အမေကိုသတိရစေတဲ့အရာသာတစ်ခုလည်းဖြစ်နေတတ်ပါသေးတယ်မင်္ဂလာပါရှင်ကျမကတော့ General Dos ပိုင်ဝေမုံမှာအပတ်စဉ်တနင်္လာနေ့နဲ့ကြာသပတေးနေ့တိုင်းကျမရဲ့တွေးမိတွေးရလေးတွေကို Audio Book အနေနဲ့မျှဝေပေးနေတဲ့မျက်ဝေမုံပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျမရဲ့ငေဘဝရဲ့အမတ်တရတွေကတစ်ခုဖြစ်တဲ့မုံဟင်းကအကြောင်းလေးကိုမျှဝေပေးသွားချင်ပါတယ်ကျမအခုလက်ရှိနေတဲ့လမ်းထိပ်မှာခရာကြီးဆိုတဲ့မုံဟင်းကားဆိုင်လေးတစ်ဆိုင်ရှိပါတယ်။အရင်တုန်းကတော့လဲတန်းမှာလည်းရှိပြီးတော့အခုတော့ဗဟိုလမ်းမကြီးပေါ်မှာပဲဖွင့်ထားတယ်လို့လည်းသိရပါတယ်။ဆိုင်လေးကတော့ဖွင့်တာနှစ်ပေါင်းများစွာကြာနေပြီဖြစ်ပေမဲ့မနေ့တနေ့ကမှဒီနားကိုပြောင်းလာတဲ့ကျမကတော့အခုမှသိတယ်ဆိုပါတော့ဒီဆိုင်လေးကမုံဟင်းကားတွေမကပဲဦးနိုခောက်ဆွဲအတုံးနန်းကြီးတုံးထမင်းကျော်နှက်လက်ဖက်ရည်တွေပါရနိုင်တဲ့အတော့ကိုစုံလင်းတဲ့ဆိုင်လေးတစ်ဆိုင်မှာမနက်6နာရီကနေညနေ6နာရီထိဖွင့်ထားတာမလို့မနက်စာနဲ့နေ့လယ်စာကိုတစ်ခါတည်းပေါင်းစားတတ်တဲ့ကျမအတွက်တော့အရန်ကိုအဆင်ပြေပါတယ်။ကျမကမုံဟင်းကားကိုအကျော်နဲ့မှာပြီးထမင်းဖြူလေးတစ်ပွဲနဲ့အတူတည်းစားတတ်ပါတယ်။ပြီးရင်တော့နှက်လက်ဖက်ရည်လေးတစ်ခွက်ကိုလည်းတောက်လေးရှိပါတယ်။အဲ့ဒီလိုစားလိုက်ရတယ်ဆိုရင်ပဲတနေ့တာကိုပြေဆုံးသွားတယ်လို့ခံစားရပါတယ်။အဲ့ဒီလိုမုံဟင်းကားကိုထမင်းနဲ့စားတိုင်းကျမအမေကိုသတိရမိပါတယ်။အမေကအေယာဝတီတိုင်းနေမျိုးလေးတစ်မျိုးကပါကျမကငငယ်လေးကတည်းကအမေနဲ့ပဲကြီးပြင်းခဲ့ရတာဖြစ်လို့အမေနဲ့ပတ်သက်တဲ့အမှတ်တရတွေအများကြီးရှိပါတယ်။အဲ့ဒီအမှတ်တရတွေထဲမှာမုံဟင်းကားကတော့မနက်တိုင်းအတူစားခဲ့ရတဲ့အစားအစာတစ်ခုပါပဲ။မနက်တိုင်းအမေကကျမကိုမုံဟင်းကားတစ်ပွဲသွားဝယ်ခိုင်းတတ်ပါတယ်။တစ်ခါတလေမှအကျော်ပါတတ်ပြီးတော့များသောအားဖြင့်ကတော့ဘူးတီကျော်ပါ။အမေကဘူးတီကျော်အရန်ကြိုက်တတ်တယ်လေ။ကျမမုံဟင်းကားဝယ်ပြီးပြန်လာတဲ့အခါမှာမုံဟင်းကားကိုစလုံးနဲ့ထည့်ပြီးညကကြံတဲ့ထမင်းကြမ်းနဲ့ရောပြီးတော့တာမီနှစ်ယောက်အတူတူစားလေးရှိပါတယ်။စောင်းရသည်ဆိုရင်တော့ထမင်းကြမ်းအစားကောင်းချင်းငချိတ်ကိုရောစားလေးရှိတတ်ပါတယ်။မုံဟင်းကားပကံတွေကကောင်းချင်းငချိတ်ကလေးကိုဝါလိုက်တဲ့အခါရလာတဲ့ငချိတ်နဲ့မွေမွေလေးတွေကယနေ့အထီတောင်ကျမရဲ့မှတ်ဉာဏ်ထဲမှာကျန်နေသေးပါအမှန်တိုင်းပြောရရင်တော့အဲ့ဒီအချိန်တွေမှာတယောက်တစ်ပွဲစီမစားနိုင်လို့ထမင်းနဲ့ရောနေစားခဲ့တာပါဒါပေမဲ့အဲ့ဒီအကျင့်ကလေးကကျမအတွက်တော့အခုထိအမှတ်တရဖြစ်နေသေးပါပဲအခုဆိုရင်ကျမလည်းအရွယ်ရောက်လာပြီတယောက်တစ်ပွဲစီလည်းစားနိုင်နေပါပြီဒါပေမဲ့လေဘယ်မုံဟင်းကားတွေဘလောက်ရတာရှိငယ်ဘဝတုန်းကအမေနဲ့စလုံးထဲမှာအတူစားခဲ့ရတဲ့အရာတာကိုတော့မမီနိုင်ဘူးလို့ကျမခံစားမိပါတယ်တခါတလေမှာကျမတို့လွမ်းနေတဲ့အရာကအစားအစာမဟုတ်ပါဘူးအဲ့ဒီအချိန်ကခန်းစားချက်ပါပဲဒီတစ်ခေါက်အိမ်ပြန်ရောက်ရင်တော့အမေကိုပြောပြအောင်ပြောချင်ပါတယ်အမေအဲ့ဒီမုံဟင်းကားစလုံးလေးကိုတတိယသေးရလားသမီးတော့အမြဲတမ်းလွမ်းနေတယ်လို့လေတငယ်ချင်းတို့လည်းခြေရတဲ့မိမိနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေရှိရင် comment မှာမျှဝေပေးသွားပေးပါအောင်နော်ပြန်လည်တွေ့ကြမယ်နော်ချစ်တဲ့အမော